ကဲအားလုံးပဲမင်္ဂလာပါမဟာဗမာဂျိမ်းကျော်လွင်မှာနိုင်ငံသူနိုင်ငံသားတွေဝေမျှပေးနေပါတယ်နော်မြန်မာဆိုတာဘာလဲနိုင်ငံသူနိုင်ငံသားတွေသိစေခြင်းတဲ့အတွက်မြန်မာဆိုတာဘာလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်လင်္ကာလေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာရှေ့မှာကျွန်တော်မြန်မာနိုင်ငံလားဗမာနိုင်ငံလားဆိုပြီးတော့ကျွန်တော်ရှေ့မှာဗီဒီယိုဖိုင်လေးတင်ခဲ့ပေးပြီးတော့ပါပြီနော်အဲ့တော့ကျွန်တော်နိုင်ငံဒီဗမာနိုင်ငံလို့ခေါ်ပါဘူးမြန်မာနိုင်ငံလို့ပဲခေါ်ပါတယ်ဘယင်ခင်မအစယနေ့အချိန်ထိကိုဗမာနိုင်ငံမဟုတ်ပါဘူးမြန်မာနိုင်ငံသားဖြစ်ပါတယ်ဒါဆိုရင်မြန်မာနိုင်ငံသားတွေဖြစ်တဲ့ခါကျတော့မြန်မာဆိုတဲ့အဓိပ္ပာယ်ကဘာလဲသိဖို့လိုအပ်လာပါပြီအဲ့တော့ကျွန်တော်ပြုစုထားတဲ့စာတမ်းလေးတွေအတိုင်းပဲကျွန်တော်မြန်မာဆိုတာဘာလဲရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ရှေ့မှာကျွန်တော်ပြောခဲ့တဲ့ဗီဒီယိုဖိုင်လေးတော့ပြန်ကြည့်ကြပါဗျာနော်သဘောတရားလေးအဲ့တော့ကျွန်တော်မြန်မာဆိုတာဘာလဲကျွန်တော်မြန်မာနိုင်ငံမှာခေတ်ဆက်ဆက်စာဆိုခြင်းတွေအများကြီးရှိခဲ့တာပေါ့နော်ခေတ်ဆက်ဆက်စာဆိုခြင်းတွေအများကြီးရှိခဲ့အဲ့ဒီထဲမှာဟန်တာဝရီမင်းတရားကြီးကိုးကွယ်တာပေါ့နော်ဟန်တာဝရီမင်းတရားကြီးကိုးကွယ်တဲ့တတိယကျော်အောင်စံထားဆိုတဲ့ဆရာတော်ဘုရားကြီးတစ်ပါးရှိခဲ့တယ်အဲ့ဒီဆရာတော်ဘုရားကြီးပြုစုထားတဲ့ဝါရထပကာသဏီကျမ်းဆိုတာရှိတယ်ဗျနော်အဲ့ဒီဝါရထပကာသဏီကျမ်းထဲမှာမြန်မာဆိုတာကိုတည်တည်ချာချာရှင်းပြပေးတာပါတယ်မြန်မာဆိုတာမြန်နဲ့မာနဲ့ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်မြန်သဘောမာသဘောရှိပါတယ်မြန်သရာမာသရာဆိုပြီးတော့ခွဲခြားပြပေးတာပါတယ်အဲ့တော့မြန်ဆိုတာဘာလဲမြန်ဆိုတာတဲ့စိတ်စစ်တဲ့ရာစပြီးတော့အခက်ခဲတွေတွေ့ကြလာတဲ့အခါမှာမြန်ဆန်နဲ့ကြံစီတတ်တဲ့ဂုံအင်္ဂါတရက်ဆိုပြီးတော့အဲ့ဒီစာအုပ်ထဲမှာရေးဖွဲ့ထားပါတယ်ဗျမာသရာမာသဘောကိုကြတော့ကျွန်တော်တို့ဒီဘယ်ကိစ္စမဆိုတဲ့ဆုံးဖြတ်ချက်ချထားတဲ့အတိုင်းကိုပေါင်းမြောက်အောင်မလျော့တဲ့ဇွဲလုံးလားနဲ့မြဲမြံတဲ့စိတ်ရင်းတွေဂုဏ်သတ္တိတွေရှိတဲ့သဘောတရားကိုမာတယ်လို့ခေါ်တယ်ဗျအဲ့တော့မြန်မာသဘောကိုနားလည်အောင်ပြောရင်ကျွန်တော်မြန်မာနိုင်ငံသားတွေကဘယင်ခေတ်တည်းကကြည့်မယ်ဆိုလို့ရှိရင်စစ်တဲ့နေရာလဲပဲတုံးတိုက်ကြားကြိုက်နော်အဲ့လိုထိုးစစ်ဆင်တဲ့နေရာမှာလည်းပဲအမြဲတမ်းမြန်ဆန်ရှိတယ်ဘယ်အရာမဆိုခက်ခဲတဲ့နေရာမှာသမျှမြန်ဆန်လှုပ်ဆောင်နိုင်စွမ်းရှိသလိုစုံဘက်ချက်တွေချတဲ့နေရာမှာလည်းပဲနော်စိတ်သက်ရေးရမှာလည်းပဲပေါ့နော်ကျွန်တော်တို့ဒီမဖြစ်အောင်လုပ်မယ်ဆိုတဲ့နော်စိတ်သက်တင်းမာတဲ့မဖြစ်အောင်လုပ်မယ်ခိုင်မြဲတဲ့စိတ်သက်တင်းမာတဲ့သူတွေဖြစ်တယ်တဲ့အဲ့ဒီတော့ဒီမှာမြန်သရာမာသရာမှာနှစ်မျိုးမှာတေချာကြည့်မယ်ဆိုရင်ကျွန်တော်တို့မြန်သရာသည် physically သဘောကိုပြောတယ်ရုပ်ပိုင်းဆိုင်ရာသဘောကိုပြောတယ်ရုပ်ပိုင်းဆိုင်ရာဆိုကာယအားဖြင့်ကြည့်လို့ရှိရင်အမြဲတမ်းမြင်တက်ကြွဖြက်လက်ရှိနေတယ်မာသရာကကြတော့ mentally စိတ်ပိုင်းဆိုင်ရာအားဖြင့်ကြန့်ခိုင်တယ်ထက်မြက်တယ်ဒီသဘောကိုပြောပေးထားတာဖြစ်ပါတယ်အဲ့တော့မြန်မာဆိုတာက physically လည်းကောင်းတယ် mentally လည်းကောင်းတယ်ဒီသဘောကိုမြန်မာလို့ခေါ်ပါတယ်ဗျာကဲဒါဆိုလို့ရှိရင်မြန်မာဆိုတာဘာလဲဆိုတာကိုနိုင်ငံသူနိုင်ငံသားတွေသိပြီလို့ကျွန်တော်ထင်ပါတယ်အဲ့တော့သင်သည်မြန်မာနိုင်ငံသားဆိုရင်မြန်မာဆိုတာဘာလဲဆိုတာကိုဘယ်သူမေးရှင်းပြတတ်ဖို့ဒါလေးကိုမှတ်သွားပါဟန်တာဝရီမင်းတရားကြီးကိုးကွယ်တဲ့တတိယကျော်အောင်စံထားဆရာတော်ဘုရားကြီးရေးတဲ့ဝါရထပကာတိတရားထဲမှာပါတယ်မြန်လာမာဆိုတာရှိတယ်ဆိုတာ physically ကောင်းတယ်မာဆိုတာက mentally ကောင်းတယ်လို့ပြောခြင်းဖြစ်ပါတယ်ဆိုတာကိုနောက်ဆုံးပိတ်အလွယ်လေးနဲ့ပြောပေးလိုက်ရမယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မဟာဗမာဂျင်းကျော်နေပါတယ်